လုံးပဲမင်္ဂလာပါရှင်။မောင်ကဒီနေ့တော့ပကံအောင်လွမ်းနေလို့ပကံအကျော်ဆိုင်လေးမှာရောင်းနေထမင်းစီစံကြက်ကြော်လေးရဲ့မကြီးချင်လေးရဲ့လှူစားဖြစ်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့မွန်တို့တွေဒီကြက်ပောင်တစ်ချောင်းပေါ့နော်။မွန်ကြက်ပောင်ကတော့နည်းတော့ကြီးပါတယ်ပြီးတော့မြန်မာချက်မရှိလို့ပေါ့နော်မောကတော့ CP ချက်နဲ့ပဲလုပ်လိုက်ပါတယ်ချက်ပေါင်တစ်ချောင်းကိုစားစနွနေထားမယ်ပြီးရင်တော့စီချက်ချက်ဖို့အတွက်မောကချက်သွန်အဖြူလေးကိုစီတက်ထားတယ်ပေါ့နော်စီချက်ချက်ထားတယ်ရွှေဝိုင်အောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့မွန်တို့ချက်သွန်အဖြူကိုတက်တက်ဆယ်ပါမယ်နောက်ပြီးရင်စီကိုတက်တက်ထားပါမယ်ရောထားမယ်ဆိုရင်တော့ချက်သွန်အဖြူကပျော့သွားတတ်တယ်ပေါ့နော်အဖြူကြောကပျော့သွားတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်စီချက်တဲ့အခါမောကစီမြများနဲ့တခါလေးချက်ပေးထားလိုက်ပါတယ်ချက်ကြော်တဲ့အခါမှာဒီစီနဲ့ပဲပြန်ကြော်မှမလို့ပါပြီးရင်တော့မုံတို့ခုနကစီချက်ထားတဲ့စီကိုများထည့်ထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီစီနဲ့ပဲမုံကချက်သားလေးကိုကြော်ပါမယ်ဒီနေရာမှာလေမြန်မာချက်ကလေးသုံးနေဆိုလို့ရှိရင်ပို့ပြီးတော့ဒီပေါ့နော်ပကံကထမင်းတိုင်ဒီမှာစားရတဲ့ပုံစံမျိုးပေါက်တယ်ပေါ့နော်မိုးစီမှာကြတော့မြန်မာချက်အလွယ်တကူမရတဲ့အတွက်ကြောင့်မလို့ CP ချက်ကိုပဲသုံးထားပါတယ်မုံတို့တစ်ဖက်နဲ့တစ်ဖက်လန်လာလိုက်တာရှူဝိုင်အောင်လေးတန်းလာပြီးအထက်ကလည်းအကုန်ချက်ပြီးဆိုလို့ရှိရင်တော့မုံတို့တွေစပြီးတော့ထမင်းလေးနေပါတော့မယ်ဒီနေရာမှာတော့မုံကစီချက်ကလေးချက်ထားတဲ့စီလေးရဲ့နောက်မြေပဲလေးရဲ့ထည့်ပြီးတော့စားလေးနည်းနည်းထည့်ပြီးတော့နေထားပါတယ်ဒီဟာကမွန်းမှန်တာမုံပေါ့နော်ပကံကိုလွမ်းလို့အလွမ်းပြေလှုပ်ရှားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုင်ဒီမှာရောင်းတဲ့ဟာမျိုးနဲ့တော့တပုံစံချင်းတူချင်မှတူပါလိမ့်မယ်နော်ဒီလိုမျိုးမွန်နယ်ပြီးသွားလို့ရှိရင်တော့ကြက်သွန်အဖြူစီချက်ဖက်လေးပါပေါ့နော်မွန်ရောထည့်ပြီးတော့နေလိုက်ပါမယ်ဒီလိုမျိုးထည့်နေခြင်းအပြင်ကြက်သွန်အဖြူနဲ့လေးပိုမွေးပြီးတော့စီချက်နဲ့လေးကပိုပြီးတော့ရတာရှိရဲစားလို့ကောင်းတယ်ပြီးတော့မွန်ကတော့ဒါကတော့နည်းနည်းလေးလှလှပပလေးဖြစ်အောင်ပေါ့နော်အလှဆင်လိုက်တာပါနောက်ပြီးရင်မုံခုနကြော်ထားတဲ့ကြက်ပေါင်လေးထည့်မယ်ပြီးရင်တော့မုံတို့ပကံအကျော်ဆိုင်လေးမှာမပါမဖြစ်စားနေကြအရန်ကောင်းတဲ့မကြီးချင်လေးကိုလည်းလုပ်ထားတယ်ဒီမကြီးချင်လေးကိုလည်းကြက်သားကြော်လေးနဲ့တွဲပြီးတော့စားပါမယ်မကြီးချင်လုံလေးကိုတော့နောက်ထပ်ဗီဒီယိုတစ်ခုနဲ့မုံတင်ပေးပါမယ်နော်အဲ့တော့တခါတလေဒီလိုမျိုးပကံကိုလွမ်းတဲ့နေမျိုးမှာဒါမှမဟုတ်လို့ရှိရင်ထမင်းစီစံလေးကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုးကြက်ကြော်လေးကြော်ပြီးတော့စားမယ်ဆိုရင်အရင်စားလို့ကောင်းပါတယ်အားလုံးလည်းလှုပ်ရှားကြည့်ကြပါအောင်နော်ကျေးဇူးများတင်ပါတယ်ရှင်